သက်ကြီးအားလုံးပဲမင်္ဂလာပါရှင်။စားရရဲ့လက်ရာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ ဒီကနေ့ပြည်သက်ကြီးနဲ့အတူဟင်းချက်မှာတော့ကျမဂျူဂျူကေဖြစ်ပါတယ်ရှင် ဟုတ်ကျမကတော့ဆောင်းမွေးရီမဖြစ်ပါရဲ့ရှင် ကဲစောင်းရီဟုတ်အဲ့ဆိုရင်ဒီနေ့ပြည်သက်ကြီးကိုဘာရေးချက်ပြပါလဲ ဟုတ်ဆောင်းကတော့ဒီပြည်သက်ကြီးကိုပေါ့နော်လွယ်လွယ်ကူကူနဲ့ရိုးရှင်းရှင်းလှုပ်ရှားလို့ရတဲ့စိတ်သားကြောက်ထောင်းလုပ်ပြပါရှင် ဟာအေးအားကောင်းနေမကကြတော့ချင်းမောင်ကျော်နဲ့ပဲ လက်ပြီးကျော်ဝါအဲ့ဆိုညီမတို့ဘာရင်စားချက်ကြမလဲ မပဲဒီတော့ကိုပဲဒီတော့တော့ပဲဒီလေးဆင်းလိုက်အောင်နော် ဟုတ်ဘာရင်ဝိုင်းကူလုပ်ပေးရမလဲဒီတော့အမကိုဝိုင်းကူလုပ်ပေးမယ်လေ ဟောโอเคပြီးတော့စောင်းလည်းစိတ်သားဝိုင်းမှာအဲ့ဒါဆိုရင်အမဒီဟာလေးရှင်းထားမယ်ဆိုတော့ဟာလေစောင်းအမကိုဒါတက်တုံလေးနည်းနည်းထောင်းပေးပါ ဟာထားပေးမယ်ကျွမ်းဆုံးပေါ့တက်တုံကိုအနီးဖြူဖြူတာပြနော်ထားမယ်နော် အရင်ညက်ပြန်လို့ဖြူရပြီနော်မထောက်ပြီးရ ကျုပ်လေးခောက်အောင် ဟုတ်ရတယ်ခောက်ပြီးမယ်နှလုံးလုံးပဲခောက်လိုက်မယ်နော်အဲ့ဆိုညီမပြီးတော့ ရတာနည်းနည်းစီပဲထည့် ဟုတ်မလဲရရင်စားရမှာပေါ့ဆေးတယ်မဆေးရောနော်ဆေးတယ်မนี่คือไม่ได้น้ำมาหวานก็จะต้มอยู่จะต้มอยู่สิ่งมันไม่เท่าไหร่จ้ะไม่เท่าเนาะมันไปแต่ยังจิ้วอยู่พอเลยสิ่งเรื่องมันไม่เท่าไหร่เนี่ย ပြစ်လိုက်မယ်ရတယ်မီးရခုနညောင်းမှကြောက်လို့ရှော့စီရန်ပူတော့လေတူသွားတယ်ညီမလည်းစစ်သားကြောက်လေးနှွှင်ထားလိုက်အောင် အဲ့မမလေးဆိုတော့ကောင်းလိုက်ပါ ဟုတ်တူတူမျိုးနဲ့နေတင်းတာပဲ ဒါစာ မလည်းယုံကြည်လိုက်မယ်နော် ကြည့်လိုက်ပြီးတော့ကျမ်းမရင်လည်းမြင်ရအောင်လို့ကြားပေါ့နော်ကြားနည်းနည်းလေးပိုင်လေးပဲတော့ ဟုတ်ညီမလည်းအစားဒီစစ်သားကြောက်လို့မျိုးလေဒီ Facebook မှာအရင်စတွေ့တာFacebook မှာတွေ့ပြီးတော့လှုပ်ရှားကြည့်မယ်ဆိုပြီးတော့လှုပ်ရှားရင်းနဲ့ကြိုက်သွားလွယ်လဲလွယ်တယ်လှုပ်ရှားလို့လဲလွယ်တယ်လေ သေးလေးဖြာမွားမှာလေနော် ဟုတ်နေတယ်ဒါကြတော့ ready made ဆိုတော့လေအရင်လည်းမွားသွားမှလည်းဆိုရယ် ဟုတ်သူကဟွာပြပြီးသားခြေပြီးသား ဟ
မီးသုံးရမလို့ပေါ့ ဒီကနည်းနည်းတော့လိုရမှာပြင်ဒါလေးကိုစီလီနဲ့ပေါ့နည်းနည်းလေးပြန်ကြော်ပေးရမယ်ဟောစီလီနည်းနည်းလေးပြန်လှိမ့်ပေးရဒီလို ready made နဲ့ဆိုရင်နံပါတ်ညာရောက်လောက်စားလို့ရတာပေါ့ဝေးလာမင်းနဲ့လေးကကားကြောက်ကဒီလောက်ဆိုများများလေးလုပ်လိုက် ကျက်ဥထောက်ထားလိုက်တာပြီးတော့အုပ်ထားလိုက်ရရတယ် မမှုရတော့ဘူး သူ့အဲ့တိုင်းပြီးတော့မှအဲဒီရမှမှွေလိုက်ရင် အာဒါမှဖြစ်တတ်တယ်ဝါအဲ့ပြီ ကျန်ချက်လိုက်ခဲ့ရင်ပြီးသားပဲ ဘယ်ဟုတ်ပီဇာပါဗော ဒီပုံရတယ်ဒီဒီလိုတော့ရပါလိမ့်ချီလိုက်ရပြီဒီတည်းရောက်ကြည့်နေနေပြောတော့မှာပဲနော်ဒီညောက်တကယ်ရောချစ်တဲ့လားဆိုပြီးတော့ အားလုံးပြပြိတ္တရုပ်ချင်မယ်နော်ပြိတ္တကြီးပဲဒီကြော်တော့ဒီတစ်ခွက်ရပါပြီရှင်